အားလုံးပဲမင်္ဂလာပါရှင်ကဘာကြီးမှာလူသားတွေဟာအသက်ရှည်ရှည်နေထိုင်နိုင်ဖို့အတွက်ကျန်းမာစေတဲ့အစားအစာတွေအပြင်ကျန်းမာရေးဗဟုသုတရှိဖို့လည်းအလွန်အရေးကြီးပါတယ်ရှင်အကိုတို့အမတို့အတွက်ဗဟုသုတရှိစေမယ့်အကြောင်းအရာဗီဒီယိုလေးတွေတင်ဆက်ပေးနေမှာမို့ channel လေးကို subscribe လေးလုပ်ပေးသွားမမေ့နဲ့အောင်နော်အာဟာရပြည့်ဝတဲ့အစားအစာတွေထဲမှာမှဟင်းသီးဟင်းရွက်တစ်သီးပဲမျိုးမျိုးအနီရောင်အသားငါးအစီမပါသောအသားများအန်တီအောက်ဆီဒင့်ကျွယ်ဝသောအစားအစာများဘလူးဘယ်ရီချောကလက်အမဲလက်ဖက်စိမ်းခရမ်းကျင်သီးတို့ဖြစ်ပါတယ်။ကျန်းမာရေးနှင့်ညီညွတ်တဲ့အစီများများမှာတော့တန်လွင်စီထောပတ်သီးအခွန်မာသီးဗာရန်စစ်တစ်ကြားသီးတွေဖြစ်ပြီးတော့အမြင်တက်ကြွယ်ဝတဲ့အစားအစာများမှာတော့ဂျုံကျန်းပန်းကော်ဖီပန်းမုန်လာတို့ပဲဖြစ်ပါတယ်ရှင်။ရှောင်ကျင်တဲ့အစားအစာတွေကတော့အလွန်ကျွံစားနှင့်တကြားပါသောအစားအစာများပြုပြင်ထားသောအသားများဥပမာဝက်ဥချောင်းဘေကွန်နီအစီများသောအစားအစာနှင့်အကျော်အလှော်များအချိုရည်နှင့်အရက်အလွန်ကြုံတောက်သုံးခြင်းတို့ကိုရှောင်ကျဉ်သင့်ပါတယ်။နေထိုင်မှုပုံစံမှာလည်းလေ့ကျင့်ခန်းပုံမှန်လုပ်ပါတစ်နေ့ကိုမိနစ်30မှတစ်နာရီလမ်းလျှောက်ခြင်းယောဂရေကူးခြင်းအိပ်ရေးဝအိပ်ပါတညလျင်9-8နာရီလောက်အိပ်ဆက်ပါစိတ်ဖိစီးမှုလျှော့ချပါတရားထိုင်ခြင်းအသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းဝါသနာပါရာလှုပ်ဆောင်ခြင်းရေကိုလည်းများများတောက်ပါတစ်နေ့ကိုရေ8ခွက်မှ10ခွက်အထိတောက်သင့်ပါတယ်။ကျန်းမာရေးစစ်ဆေးမှုကိုလည်းပုံမှန်ပြုလုပ်ပေးပါသွေးပေါင်ချိန်စစ်ဆေးခြင်းသွေးတွင်းတကြားဓာတ်ကိုလက်စတရောစစ်ဆေးခြင်းကင်ဆာရောဂါစစ်ဆေးမှုများရင်သားကင်ဆာဦးမကြီးကင်ဆာအသက်ရှည်သူများ၏နေထိုင်မှုပုံစံ Blue Zones မှသင်ခန်းစာများကိုလည်းလေ့လာသင့်ပါတယ်မိသားစုနှင့်လူမှုရေးဆက်ဆံရေးကောင်းမွန်ခြင်းဟာဂျပန်လူမျိုးများ၏အသက်ရှင်ရပ်တည်ရေးအတွက်ရည်ရွယ်ချက်တစ်ရပ်ဖြစ်ပါတယ်တဘာဝအစားအစာများကိုလည်းဦးစားပေးစားသုံးခြင်းတို့ပဲဖြစ်ပါရှင်ကဲအသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ပြီးဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ကျမကဆုတောင်းပေးလိုက်ပါတယ်ရှင်။